ကျွန်တော်လည်းမဟုတ်ဘူးဝိုင်းဖြစ်ပါတယ်ဘူးကျွန်တော်အသစ်စားတော့တယ်ပေါ့နော်ကျွန်တော်ကဒီ game ကိုဆော့ရတဲ့ကျင်းနေတယ်ပေါ့နော်ဒီတနပ်ပြ game ကျွန်တော်ကလောကပေါ့နော် stream လုပ်ကြည့်ရပါဆော့ဆိုကျွန်တော် stream လုပ်တာပေါ့နော်ဒီကျွန်တော်ကဆော့တာဒါဆော့ဘယ်တော့မှမကြာသေးဘူးဒါပေမဲ့နည်းတော့ခက်တယ်ဗျဒီရတဲ့ဗီဒီယိုတွေအများကြီးကျွန်တော်တွေ့ပြီပေါ့နော်ကျွန်တော်ကတော့အဲ့လိုကြီးဟောမဖြစ်ဘူးလောကချမ်းအောင်ပေါ့ဒီမှာချမ်းရတယ်ခင်ဗျာမယုံစောင်းကြည့်ထားလိုက်တော့โอเคတွေ့ရတဲ့အတိုင်းပဲကျွန်တော်ဒီမှာကိုပွဲကစပြီခေကျော်ပိုင်းမှာတော့ကျွန်တော်ဒေါင်းလုံးမပြည့်သေးဘူးငါဒီအောင်ရင်ငါဒေါင်းလုံးမပြည့်သေးဘူးတော့ကျွန်တော်တွေဘောနော်ဒီမှာကြည့်တွေ့တာကျွန်တော်၄ယောက်ကျွန်တော်ဆော့တာတကယ်ကကျွန်တော်9ယောက်မဟုတ်ဘောနော်ချန်လိုင်းနေဒီမှာတကယ်ခေါင်းတာတစ်ခုကကဲလို့လည်းရတယ်ပြီးတော့ဖိုးနဲ့ဆက်ပြီးကဲလို့ရတယ်ပေါ့နော်အဲ့ဒါလေးတစ်ခုကကောင်းတယ်ကျွန်တော်ကဒီကိစ္စမဲ့ဆိုရင်ကျွန်တော် ID နောက်ပြင်ချပြပေးမယ်ပေါ့နော်ကျွန်တော် ID နောက်ပြင်ပေးမယ် ID ပေါ့နာမည်လား ID လားကျွန်တော်ပေးရတော့ပြီကျွန်တော်ကိုလေးတီလေးနဲ့ဆင်းလိုက်ကျွန်တော်ဟိုတပည့်တွေပါတယ်လေဘယ်တော့မဟုတ်ပါဗျာကျွန်တော်ကိုမဆင်းရတယ်နဲ့ကြားတယ်ပေါ့နော်ဟာရောရေကုန်ကောက်တယ်ဟာရောပြောရတယ်ပပလက်ကလူမဟုတ်တဲ့အတွက်ကျွန်တော်ရုံးကန်ရတယ်ပေါ့နော်တနက်တွေပါတယ်ရဖို့အတွက်ရုံးကန်ရတယ်ပပလက်ကလူမဟုတ်ရုံးကန်တားရုံးရတာပဲဘယ်လိုပြောလဲတို့ရကူဖို့လည်းမသိဘူးပေါ့နော်တို့တွေပပလက်ကကောင်းလေးဆိုကျွန်တော်စနိုက်ပါတလက်တော့ရတာလေကျွန်တော်ကြိုက်ဆုံးဒီထဲမှာကြိုက်ဆုံးဒီတနက်ကျွန်တော်ပြောနေချိန်မှာပဲကြားသွားပါလေရော့အမတီးစမ်းပြီးစမ်းမမေရောစူတော့မှာပဲအဲ့ဒါပဲရုံးအောင်မမေရောစူတော့မှာပဲရော RPG ကျွန်တော်ပြစ်နေတာ RPG ပြဒီမှာ RPG တော့အချိုက်ရခဏစနိုက်မှာစနိုက်မှာအဲ့မှာစနိုက်မှာရှော့โอเคဟုတ်ပြီဒီမှာဒီကောရော်ကြီးလက်နဲ့ထိုးပွားလက်နဲ့ထိုးငါကြီးရသိမရှိတော့ဆုံးတယ်ပြီမယ်ငါညီဆုံးတယ်ပြီနေOh my god ရော်ကြီးစောင်းကြိုင်ဒီလိုမျိုး36တနက်တွေဆိုရင်တော့ကင်တင်နေပါတော့ဒီတနက်တွေဆိုရင်မစကုတ်လည်းကောင်းမှကြည့်ဘူးပြကြပြန်အတွက်စကုတ်ကောင်းတယ်ဒီ3 months အဲ့ဟွာတွေရပါတော့ဒီကျွန်တော်တို့ကြည်ကျွန်တော်မှကြည်သိမ့်မရှိဘူးပေါ့နော်အဲ့ဒီစနိုက်ပါကြည်တော့ပေါ်လောရှိရမယ်ဒီပြင်ကြည်တယ်မရှိဘူးတော့ကျွန်တော်ဒီပြင်အနာဘီတွေများပြလာလိုက်တာပဲပေါ့နော်โอเคပြစ်တန်ခတ်တန်နေဒီနားမှာဟိရောဒီဇုံကပါလေအနာဘီဇုံလည်းမဟုတ်ဘူးဟုတ်တီးသွားဒီတိုင်းကအောင်လေးတာဝဲတော့ကြည်တာပဲတက်နဲ့တခါလေးပြတ်သွားပါရဲ့ကျွန်တော်ဒီမှာစနိုက်ပါသမားဝင်လုပ်ပေးမှရဘာလို့လဲဆိုတော့လွဲလာတယ်ဗျာပြတိုင်းလွဲပဲဗျာပြတိုင်းလွဲလက်အောင်ပဲခုနလေဒီပုံစံကဟေးဘဲပြကျွန်တော်အခုဆိုရင်တော့ပြင်ကျွန်တော်ဘယ်ကိုသွားမှလဲဆိုတော့ sharing zone ကိုသွားမှာပေါ့နော်ဒီအလေဘဟို zone ဆိုရဲ sharing zone ကိုသွားမှာရုံးတော့ကျွန်တော် NP လေးလိုက်ရှင်းနေအောင်ပေါ့နော်ကျွန်တော်ရှင်းနေတယ်အောင်ဖြစ်ကုန်နေဟေးကားတော့မရောက်ရင်ငါမကြခင်ကားတော့โอเคဒါကျွန်တော်လိုရမယ်ရှိသေးတယ်နော်အဲ့လိုလုပ်လို့ရကျွန်တော်မဟုတ်ဆိုရင်သေးတယ်နော်ကျွန်တော်ခါလေးပြောတာလိုရမယ်ရှိသေးတယ်ဗျအဲ့ဘလူးရတာဗျလို့ဆိုဟိုကဖြစ်တယ်ကျွန်တော်နော်ဒါလိုရမို့လို့နော်ဘလူးလုပ်လို့ရတာမို့လုပ်လို့ရလို့ဆိုလုပ်လို့မရဘူးဗျလိုရမဟုတ်လုပ်လို့မရဘူးဘလို့ဆိုတော့ဘလို့ဒီလိုရမဟုတ်ဘဲနဲ့ high ဘက်နေပါရောင်းနေပြီအဲ့တခါမြင့် brand နေပေါ့နော်ရောင်းနေတယ်ဆိုရင်ဘလူးကလုံးဝအဲ့လိုမလုပ်သေးဘူးပေါ့နော်စကီးထုတ်တော့ပေါ့နော်တက်နိုင်ဆိုမြန်မာလိုမပြစ်နဲ့ဗျမြန်မာလိုပြစ်ဘလူးဟိုခေါင်းရွက်တယ်ပြစ်မှာ
အဲ့ခေါင်းရတဲ့ပြတဲ့ကောင်တွေရှောင်ပြီးပြပြပါလို့ဆိုဒီစနိုက်ပါတွေဘာတွေကိုင်မယ်ဆိုရင်ဘလို့တတိထားမှာပြစ်နေချိန်ပြစနိုက်ပါပြစ်နေချိန်အဲ့မက်ကိုအဲ့ကြည့်နေပြမက်ကိုမီနီမက်ဒီမီနီမက်လေးတွေကိုကြည့်နေအဲ့ဆိုဘလို့ဒီဂိမ်းမှာပရိုကြီးဖြစ်သွားကြတယ်ရှောင်းတိန်နေချင်ဒါပေမဲ့ကိုထက်ရှောင်းတိန်ချမ်းတူတွေတွေ့ရတယ်တော့မသိဘူးเนาะကျွန်တော်ဒါအာမမခံဘူးအဲ့တော့ဒီကျွန်တော်အာမမခံကျွန်တော်ဒီ NB တွေကိုဘယ်လိုပြတ်မလဲဆိုတော့ကျွန်တော်လည်းမသိကျွန်တော်မြန်မာလိုပဲပြည့်တယ်ရဒါလိုရမို့လို့ကျွန်တော်မြန်မာလိုပြည့်တယ်ဘို့ကျွန်တော်ပြောပြီးပေါ့နော်လိုရမို့လို့ဒါမြန်မာလိုပြည့်တဲ့အကြောင်းရင်းပေါ့နော်ဒီမှာ NB တော့မရှိဘူး NB မရှိဘူးဆိုတော့ဒီဘက်တွေတော့โอเคကျွန်တော်တော့မြေဝုံလေးကိုကြည့်ပြီးတော့အဲကျွန်တော်ဒီတောင်းဝနာမှာဒီတောင်းဝနာမှာ NB များတယ်ပေါ့နော်လို့ဆိုတည်ရတယ်ဘရိုဒီတာဝါဆိုရဲအဲ့တာဝါဆိုရင်များအဲ့ Free Fire တို့ပတ်ကြည့်လို့ထဲမှာလေအဲ့တာဝါနာမှာအဲ့ဒီအများပြားတွေ့ရဆိုမှပေါ့နော်ကျွန်တော်တို့ပစ္စည်းတွေ item တွေလိုက်စုအောင်ဟာရဒီအဲ့တနက်နဲ့ဒီတနက်နဲ့ဆိုင်နဲ့ကြည်ရလောအဲ့ကော့ကြီးပေါ့နော်အဲ့ကော့ကြီးတော့ရှိပေါ့နော်အဲ့ကော့ကြီးလည်းပါကြည်တယ်တော့မသိဘူးပြောပြပါတော့အကောမှရေးပါပြီကျွန်တော် Minecraft game ကိုဆော်ရတာမဲ့ကျွန်တော်ဗီဒီယိုတင်ပါလို့ကျွန်တော်ဆရာကြီးမဟုတ်လို့ပါခိုင်းပြောတော့ကျွန်တော်ဆရာကြီးမဟုတ်ကျွန်တော်ပြောတာကြီးMinecraft promo ဒါလည်း promo ဒါကကျွန်တော် short တက်လို့ပဲဆော့တာပေါ့နော်ကျွန်တော်တင်ပြတာဒါလေးအကုန်လုံး short တက်အောင်အလဲဟင်းနေအာချီတယ်တီးတယ်မင်းချီတယ်မငါတီးဟိုဒီကောင်းစီမှာအိုး190ကောင်းအဲ့ကြီးရမကောင်းဘူးနော်လူတီးရတိုင်းနိုင်ငံကြီးတွေကအဲ့ဘယ်တော့မှပြင်နေအောင်တော့ကျွန်တော်တီးတယ်ဒါအင်တာနက်တိတ်မရဘူးကျွန်တော်တို့ဆော့စီယာအင်တာနက်မစားတဲ့ game ဆိုဒီ game ပဲရှိရဗျဆော့စီယာ game အဲ့ဒါပဲရှိကျွန်တော်ဒီ game ပဲလမ်းညွှန်ပြီးရအိုးအိုးလို့အိုးလို့ယောဟာတီကျွန်တော်အခုဆိုတနက်ကဗျာကျွန်တော်တနက်ကကြီးရအဲ့တော့ကြီးစားတဲ့တနက်ကြီးဖြစ်နေကျွန်တော်ကင်ရတဲ့တနက်တော့ဒီတိုက်ရဲကျွန်တော်ပစ္စည်းကိုဝယ်လာချားပါလောက်ချားဘာကြီးမှန်းချက်မှမလားရှိတယ်မရှိဘူးနော်ဘာကြီးချားမှန်းချက်မှဒီကန်းဆက်မှာဟုတ်တယ်ဒီကန်းဆက်မှာလည်း NB ဖိုးတလုံးလာပဲရီးတွက်လို့မရအောင်အဲ့ဟိုပီးကန်ဒီတွေပါလေဆိုဒီကန်းဆက်လာအမှတွေးတယ်မယ် NB ရဲ့အချိုက်ပဲဒီကန်းကိုဖြတ်နေကြကျွန်တော်လည်းဖြတ်တယ်ဒီကန်းကျွန်တော်လူကြီးလည်းဖြတ်တယ်အားကြောင့်ကျွန်တော်လူတွေတဖုံဖုံနဲ့ဒီနားဆောင်နေတဲ့လူတွေပြင်အပြစ်ခံရတာဗျာလူချောမြောကြီးပြစ်ခံရတာအားကြောင့်သူကပြောတယ်ကျွန်တော်ပြောတယ်အားကြောင့်ကျွန်တော်ဒီကန်းဘက်ပီးကန်နေကြဒီကန်းဘက်လုံးဝမသွားနဲ့ပေါ့နော်ဘယ်လိုပြောလဲတော့ဒီအမြင့်တွေပေါ်နေတယ်ဒီမိုးရှော့စီရတာရေလုံးဝကျင်းတဲ့ဆရာကြီးဒီကင်းရလောက်တာတည်တက်တယ်ပေါ့နော်ဒီကင်းရရမ်းနဲ့လည်းတိတ်ရုံအောင်ဖြစ်တယ်လို့သူကလုံးဝဆော့လို့လဲ graphic ဘိုင်းကလည်းပြောစရာမကောင်းတော့ဘူးပေါ့နော်သူကကောင်းလာတယ်ပေါ့နော်ပြောစရာပြသူက graphic ဘိုင်းနဲ့ကောင်းတာမဟုတ်အဲ့ပြောတဲ့အတန်တွေကဟိုမှတခါတည်းမသိစစ်ပွဲတဲ့ဟိုတခါရောက်သွားသလိုအဲ့ဟိုတလဲဘာလဲမသိဘူးဂိမ်းတစ်ခုရှိတယ်ဗျအဲ့ဂိမ်းကကျွန်တော်အရန်ဆော့တော့ဗျာအဲ့ဇုံးလေးပါလေပါတယ်ဒါပေမဲ့သူကအိမ်လေးပါလေစောက်လို့ရတယ်သိလားကျွန်တော်ဟိုအိမ်လေးဗျာအဲ့တစ်သားလေးတွေအဲ့ဒါစောက်လို့ရပြီတော့အဲ့လိုအဲ့ကင်းရကျွန်တော်ဟိုစစ်တူလေးပေါ့နော်စစ်တူပဲဆိုအိမ်စောက်တာစစ်တူကပြောတာမဟုတ်ဘူးနော်ဒီမြင်ဟာပေါ့ဒီအဲ့ကင်းရ graphic နဲ့တဖုံလေးပေါ့နော်အဲ့ကင်း graphic ရတယ်ဒါပေမဲ့သူကညားမရှိတာပဲစိုးတယ်ပေါ့နော်အဲ့ကင်းညားရှိပါတယ်ညားရှိရင်ဘာဖြစ်လဲဆိုတော့သူကအဲ့ကင်းညာရှိတယ်ဒါပေမဲ့လည်းအဲ့ကင်းအခုဆိုရင်ရှိလားမရှိလားမသိကျွန်တော်တထောင်းရှိတယ်ပေါ့နော်အဲ့တင်အဲ့ကင်းတထောင်းကျွန်တော်ချက်ထောင်းပြီးတင်ကြည့်တယ်အမကျွန်တော်တို့တို့လားကျွန်တော်တို့မအမအဲ့ဒါပြီးကြိုမြင်နေရအဲ့ဒါလေးကျွန်တော်တို့ရဲ့ information ပြီးလို့အဲ့လိုပဲမြင်ရတယ်ပေါ့နော်ကျွန်တော်ကနှူဆုံးပြည့်နေကြဒီဖွဲ့ထဲမှာကျွန်တော်နှူဆုံးပြည့်နေတာလို့ဆိုတော့ရုံနေဒီမှာတနတ်ထုတ်တယ်လေတနတ်စကုမကောင်းမြူးกว่าစကုမကောင်းအိုးစကင်နေစကင်ရလာငါစကင်မရပါဘူးမရယူစကင်မရခေလုံးဒီတနက်ကင်းဆော့ပြင်ဆော့ရပါနော်ဘာနိုင်အဲ့အခြေအနေတွေမကောင်းဆိုဒီတနက်ကင်းမှာဘရိုကစလာတယ်တေးသွားလိုက်ပြောရနော်ကျွန်တော်စလာတယ်တေးမယ်လို့တခါလေးပြောတယ်ဘရိုက
ကျွန်တော်ပွဲကနိုင်တော့ပဲဗျအခုဆို17ရောက်ပဲကျွန်တော်17ရောက်ဆိုရဲရေတွက်နေရေတွက်မဟုတ်ဗျအဲ့ဒါရေတွက်မဟုတ်တည်တာဒီထဲမှာအားလုံး90ကျော်ပါတယ်ဗောနော်90ကျော်ပါတဲ့ထဲမှာအဲ့17ရောက်ပဲကျန်တာကျွန်တော်တို့ကဘလော့တော့ကျန်နေဆိုရင်ကျွန်တော် MVP တော့မရတော့ထင်ပါတယ် MVP မဟုတ်ပါချက်ပေါ်လာမသိသူရတာအိုး NB ရှိရပဲပါကိုကျိုးလူတွေတော့တတ်နေတော့တချို့လူတွေတော့တော့ကျွမ်းနေသူတို့တွေကျွန်တော်ရင်ကျွမ်းတာကျွန်တော်စနိုက်ပါနဲ့ပဲပြင်ဘာလို့ဆိုဒီ high run တွေပါပါဆိုဘာဖြစ်လဲဆို high run တွေမှာဗျာသိရမလားကားတွေပါတွေစီးပစ်တာတွေဗျာကားပေါ်နေစီးပစ်တာဆင်းပစ်တဲ့ဟာတွေရှိရမလားအလူခါတွေရတယ်တတ်ရှိတယ်ဆင်းပစ်တာဗျာလို့မို့အဲ့ကားတွေပေါ်နေပြင်းလုံးဝမထိဘူးအေးစနိုက်ပါဒါမူးပဲဒါဘလို့တွေ့လာခုနပြစ်လိုက်တာဘလို့သိရနော်တွေ့လိုက်ရမှန်းဘလို့စနိုက်ပါလုံးဝနော်ဟိုစကြွန်းတွေကိုင်တာတော့စနိုက်ပါကျွန်တော်တို့ပန်းအောင်ပြောင်းသွားကျွန်တော် level အပ်သွားတာဒီနေ့ကဘာလို့သိနေဆိုဘလို့ဒီနေ့ကမှစမုတ်ဝင်ခင်းတင်တယ်ပြကျွန်တော်တော့ပြရောမစမုတ်ဝင်ခင်းလိုက်NB ပြုံလိုက်တစ်လိုက်လာစီရမယ်ကြည့်ကြလိုက်ကျွန်တော် high run မှာစမ်းပြီးကျွန်တော် high run တစ်ခါရောက်သေးတယ်အဲ့မှာစမ်းပြီးကျွန်တော်အဲ့ smoke ကိုခင်းနေအောင်အဲ့ NB လေးရောက်လာကျွန်တော်အဲ့ဒါကန်မှုလားဒါမှမဟုတ်ဖွာပြတာလို့စမ်းကြည့်ရကျွန်တော်ရောက်လာတာမင်းသူကရောင်ရင်ချမ်းနေရောင်ရင်ဟိုငါတို့ဘက်ကောင်းနေတအားချမ်းတာမကြည့်ငါ22,500ဆိုငါအဲ့ဆိုငါ22K ဟောအဲ့ဆိုငါချမ်းတာဒုက္ခပဲဟိုမကျွန်တော်စနိုက်ပါနဲ့ထိအောင်ပြင်အဲ့ကောင်ရအောင်ကြုံမှာအဲ့ကောင်ဟိုဘောတက်မှာဟိုဘောတက်မှာတော့ရောက်ပါအဲ့ကောင်ဘယ်နာမှာတယောက်ရှိတယ်ကျွန်တော်ဒီနာကနေပြင်းနေဟိုမတီဝိုင်းကျော်အမအဲ့မှာ2ယောက်ဒီဘက်မှာ1ယောက်ရှိတယ်ဒီဘက်မှာဘာလို့ဆိုခုနကဒီဘက်နဲ့ပြင်းနေတာအင်ငါ့ကိုပြစ်လိုက်တယ်ခုနဟိုမှာအဲ့လေနိုင်သွားပြီဘလူးတွေနိုင်သွားပြီကျွန်တော်ခင်ရည်ဒီကျွန်တော် post တွေပါပြရအောင်နော် okay ကျွန်တော်လောလောဆယ်ဒီကျွန်တော် MVP yes ကျွန်တော် MVP ရတယ်ခင်ဗျာ MVP ရတယ်ခင်ဗျာကျွန်တော်ထွက်ခွာလိုက်တော့ MVP ရတယ်ကျွန်တော်ဒီမှာလိုးရပြောနေကျွန်တော်လိုးရရောက်နေတယ်အဲ့တော့ကျွန်တော်ကမှ1ပဲရှိသေးတယ်ကျွန်တော်ပြောတယ်မယ်ကျွန်တော်လိုးရမရှိသေးပါနဲ့အဲ့မယုံနိုင်တယ်ဘောတော့လို့ကျွန်တော်ဒီမှာကျန်းနေတယ်ဆိုပြီးတော့တွားပြီးတော့ဒီကင်းမှာယူရီရတာတွေတွားမလုပ်နဲ့တကယ်ပြောဒီကောင်လေးကျိုးခံပါဘောတော့ဘလို့ကျွန်တော်ရဲ့ ID နော်3100 3100 69 45719နော်အဲ့ဒါလေးမှတ်တာပေါ့နော်ကျွန်တော်ဒီကောင်မကျွန်တော်ကင်နေပေါ့ဘာလို့လဲဒီကောင်မအဲ့ run နေမှာစောင်းချမ်းယူရီရလောက်ပါဘောနော်အားလုံးကျေးဇူးတင်ပါတယ် subscribe let's go